အဲ့တိုင်းအဲ့ခါကော့ပေးရဆိုခါကော့ငါခါကောပေးထားမှာပါပေးမယ်ခဏကျွတ်ပြီးမှန်လာမယ်ဘေးဖေဘာကျွတ်ပြီးမှန်မှာလို့ခပတ်ခပတ်ငါခါကောပေးထားမှာပါငါခါကောပေးထားမှာပါခါကုန်မယ်ကုန်းအောင်ငါခါကောပေးထားမှာပါငါခါကောပြီးကုန်းမေးမှာကော့လိုက်ကုန်းလိုက်ကြတော့လေငါလည်းအချင်းမရှိဘူးဟာတာတပုတ်ဆိုပြီးစော်လေးတွေတင်အောင်မယ်မင်းတို့မျက်နှာတွေကြည့်ရတာတိတ်ကဲအဲ့တော့ကြည့်လို့တောင်းတဲ့ချင်းလေးတစ်ပုတ်ဆိုပြမယ်ငါတချင်းဆိုအောင်မယ်အဲ့ငါတောင်းတဲ့ချင်းလေးလေငါတပုတ်မှမဆိုလို့ငါ့ကိုလာပြီးတော့မှမွေးနေ့ရှင်လာတောင်းတာတယ်မွေးနေ့ရှင်ဘာတောင်း3နှစ်သားလေးကငါ့ကိုဘာတောင်းတာဦးရဲ့တဲ့ဦးဘူးတီးရတဲ့တချင်းနဲ့တပုတ်မှမဆိုဘူးဆိုတော့3နှစ်သားအဲ့လောက်စကားပြောလားတို့ပါတို့ကိတ်မုတ်ခုံးမဲ့ဟာဟိုကျူဒီလိုချိနေတဲ့ဟာအဲ့ငါပေါ်တာဟဲ့တကယ်တောင်းတာတကယ်တောင်းတာငါပေါ်တာနော်ငါတကယ်ချင်းဟိုမစ်ခဏလေးနေဘာချင်းတောင်းငါ့ကိုဦးဟိုဟာလေစိုင်းကပ်ပိုက်ကဲဆိုင်ခန်းလိုက်ဟမ်ဆိုင်ခန်းလိုက်စိုင်းပိုက်ခန်းဆိုင်သူပြောတာကွာဆိုင်ခန်းလိုက်အေးသူပြောတာအဲ့ဒါဆိုင်ခန်းလိုက်ရဲ့တောကော်လီတချင်းကောတောင်းထားတယ်ဟောအေးငါလည်းပြောသွားတယ်လေဟေးဘူးစီဆိုကြမယ်ဘူးစီတောကော်လီကခင်မရှိတော့အဲ့အိုးလေးလှုပ်ပါရေးဆိုလို့နာခင်းမှလည်းအိုးတွေသွားပြီမရှိတော့နမိတ်ကောင်းတာကိုဆိုအဲ့ဒါလေးအဲ့ကလေးလေးကအဲ့ဒါလေးသဘောကျနေတယ်နဲအဲ့โอเคပြိတ္တရှိတယ်နေဆိုကြည့်ရဆိုကြည့်မယ်လေလိုက်ဆိုတော့နဂတာဟေးအိုးလေးလောက်ပါဟဲ့မားတဲ့ခါလည်းမအောင်ပါဘူးမင်းတို့ကလည်းစွတ်သက်ရိုက်နေတယ်တချင်းတပုံးမှမဆိုအိုးလေးလောက်ပါဘာတန်ကတ်တာအေးပါငါမတော့လို့ရဆိုတန်ပုတ်တွေမားတယ်ခလေးတွေကရအောင်ဆိုအိုးလေးလောက်ပါဟဲ့ဟုတ်တယ်အိုးလေးလောက်အဲ့ဒါလေးမကြိုက်ခဏနေဘာဖြစ်လဲစောင်းမွဲကြတာအဲ့ဒါတွေဖြေနော်နှစ်ရက်ပဲလိုတော့တယ်သိလားဟုတ်မှန်လေခလေးအမှတ်မအောင်မလုံနဲ့ခိကာလာဟိုကကြည့်မဟုတ်တဲ့တချင်းတွေနမိတ်မကောင်းတဲ့ဟိုဟာလေးဆိုဘယ်တော့ဟိုဟာဖြစ်လဲဘေဘေเจ้าမသွားခြင်းမှုဒယ်ဒီเจ้าမသွားခြင်းမှုเจ้าကဟိုဟာဘိုးတွေတောင်းနေလို့เจ้าမသွားခြင်းကျောင်းကဟိုအဖိုးပါတာမပါဘူးသူ့ဘာသူပြင်းတာပြောချင်တယ်ကဲခလေးတွေကျောင်းမသွားချင်ဘူးကျောင်းမအဲ့တချင်းထွက်လာခလေးတွေနမိတ်ရဘလို့စာတတ်တော့မလဲအေးပေါ့ခလေးတွေခုခေတ်ရပါလေခင်ပြုံမေးအနာနာတိုးကဒါပဲဘယ်သူမှမဆိုရင်လေငါမှဖုန်ကြီးလူတက်လေးဆိုတယ်စကားဟိုမဲမဲလေးတစ်ကောင်ပဲစပြောတာကျွန်တော်တောင်းတာကဘာရနေဒီဆိုပေးပါမဟုတ်ဘူးငါတို့တောင်းတာတောကော်လီတောင်းတာလားခဏလေးလောက်ပါဟဲ့ခဏနေဟိုမှာငါဆရာစော်ပဲကြည့်တယ်တဲ့မင်းတို့တွေမကြည့်ချင်ဘူးတဲ့မပြောပါဘူးနင်ကြည့်ချင်နေတာလားငါလေးရသူ့ဘာသူထိုင်နေတာအဲ့တော့မင်းတို့မသားတွေသမီးတွေလုံးမနေနဲ့အဲ့တော့မင်းတို့တပုတ်တည်းတီးပေးမယ်ဆိုလို့ရရင်ဆိုလို့မရရင်က sorry တင်လိုက်အဲ့ဆိုဘာရနေဒီဆိုမယ်ဘာရနေဒီထဲမှာတောကော်လီရအောင်ဆိုပညာတက်ဆိုရတယ်မင်းရဲ့ဘာရကျော်ကြီးကိုငါကော်လီထည့်လိုက်မယ်ဘာယာနတိပြုံးမေးကော်လီထည့်လိုက်မယ်ကွာအဲ့ဆိုပြိတ္တတောဘာယာနတိဂျားထဲမှာတောကော်လီဆိုမယ်ဆိုလို့ရရင်သဘောကျရင်လက်ခုပ်တီးပေးလိုက်သဘောမကျရင်စိဖက်နဲ့ပါတက်ရိုက်တခါလေးပြောတာဟုတ်ပြီနော်ရအောင်ဆိုနော်မကြပြောပြအောင်မယ်ဖက်နဲ့မရိုက်နဲ့မမီလှန့်ပြစ်တစ်ဖက်တည်းမပြစ်နဲ့ဇုံပြစ်နော်ဟောဒီမှာကိုစီအဲ့ဒီတချင်းကလေပွဲတိုင်းဆိုတယ်မကြိုက်တဲ့နေရာမရှိဘူးနော်မကြိုက်ရင်တယောက်ကိုပါဟမ်3ချက်စီလာရိုက်အမကန်နဲ့4ပွဲရှိပြီကတာသွား4ချောင်းလည်းမရှိတော့ဘူးအမကန်ကောင်းတယ်လားကဲရတယ်နော်ဘာယာနတိထဲမှာတောကော်လီရအောင်ဆိုပြကျော်တဲ့မင်းတို့ကငါလက်ကြိုက်အဲ့တိုင်းပဲကွာ